အားလုံးပဲမင်္ဂလာပါရန်ကုန်သား channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်စပုံမှုတယောက်ရဲ့ဘဝနဲ့သူ့ရဲ့မိသားစုအကြောင်းခံစားမှုလေးနဲ့သင်မဲ့ short video လေးတင်ဆက်ပေးလိုက်ပါတယ်အရသာဖန်တီးသူ၏အိမ်ပြန်ခြင်းသို့မဟုတ်စပုံမှုတယောက်၏မိသားစုမြတ်တာလူများစပုံမှုတယောက်ကိုမြင်တဲ့အခါတိုက်ရက်တဲ့ uniform ခေါင်းပေါင်းပြူနဲ့ဟင်းပွဲတွေကိုလက်ဆန်းပြဖန်တီးနေတဲ့အမှုပညာရှင်တယောက်ဖြစ်မြင်ကြပါတယ်သူတို့ဖန်တီးလိုက်တဲ့ဟင်းပွဲတိုင်းမှာရသာတွေအလှပတွေပြည့်နှက်နေတတ်တယ်ဒါပေမဲ့အဲ့ဒီရသာရဲ့ဟင်းပွဲတွေရဲ့နောက်ွယ်မှာစပုံမှုတယောက်ရဲ့ပိတ်ဆက်မှုနဲ့သူ့ကိုမျှော်လင့်ဆောင်စားနေတဲ့မိသားစုတစုရှိတယ်ဆိုတာကိုတတိထားမိသူအလွန်နှဲပါလိမ့်မယ်ကမ္ဘာလောကကြီးမှာလူတွေအပျော်ရွှင်ဆုံးအချိန်တွေဖြစ်ကြတဲ့သကြံသတရင်ကျွတ်ခရစ်စမတ်နဲ့နှစ်တကူလိုပွဲတော်ရက်တွေဟာစပုံမှုတယောက်အတွက်တော့အလုံးအများဆုံးအချက်တွေပါပဲသူများတွေမိသားစုနဲ့အတူလက်ဆောင်စားပြီးပျော်ရွှင်နေတဲ့အချိန်မှာစပုံမှုတယောက်ဟာမိဖို့ကြောင့်ရအဖူရှင်အောက်မှာချူတလုံးလုံးနဲ့သူများတွေစိတ်ကျဉ်တဲ့ဖို့ချက်ပြုတ်နေရတဲ့သူတယောက်ပါကိုမိသားစုရဲ့ထမင်းဝိုင်းမှာနေရာလွတ်တစ်ခုဖြစ်နေမဲ့အရေးကိုသိလျက်နဲ့သူများမိသားစုရဲ့ပျော်ရွှင်မှုအတွက်တာဝန်ထမ်းဆောင်နေရတဲ့ဘဝဟာလွယ်ကူလှတာတော့မဟုတ်ပါဘူးစပုံမှုတယောက်အောင်မြင်ဖို့အတွက်အရေးကြီးဆုံးပါဝင်ပစ္စည်းကတော့ဟင်းခတ်မွေးကြိုင်တွေမဟုတ်ပဲမိသားစုရဲ့နားလည်ပေးမှုပါပဲအိမ်ပြန်ချိန်နောက်ကျတဲ့အခါပိတ်ရက်မမှန်တဲ့အခါပင်ပန်းလွန်းလို့အိမ်မှာထမင်းမချက်ချင်တော့တဲ့အခါမျိုးတွေမှာဇနီးတဲ့နဲ့သားသမီးတွေရဲ့ဖေးမမှုကအားစိတ်တစ်ခွက်ဖြစ်စေပါတယ်ဖေဖေသို့မဟုတ်မေမေဒီနေ့လူအများကြီးကိုပျော်ရွှင်အောင်ကျွေးခဲ့ရတာပင်ပန်းနေမှာပေါ့ဆိုတဲ့နားလည်မှုမျိုးကစပုံမှုတယောက်အတွက်တန်ဖိုးမဖြတ်နိုင်တဲ့သုလက်ပါပဲစပုံမှုတယောက်ရဲ့အားလည်းရက်တွေကတော့မိသားစုအတွက်ထူးခြားဆုံးနေ့တစ်နေ့ပါပဲဆိုင်မှာဧည့်သည်တွေအတွက်စေတနာထားသလိုမျိုးအိမ်မှာမိသားစုအတွက်ချက်ပြုတ်တဲ့အခါမှာတော့မေတ္တာဆိုတဲ့အရာကိုပိုကဲတတ်ပါတယ်ကမ္ဘာအဆင့်မီဟင်းပွဲတွေဘလောက်ပဲချက်တတ်ပါစေကိုမိသားစုအကြိုက်ဆုံးရိုးရိုးရှင်းရှင်းဟင်းတစ်ခွက်ကိုချက်ကျွေးပြီးသူတို့အာပါတရစားနေတာကိုထိုင်ကြည့်ရတဲ့အရာသာဟာဘယ် Michelin star နဲ့မှမလဲနိုင်တဲ့ပျော်ရွှင်မှုပါပဲခြုံငုံသုံးသပ်ရရင်စပုံမှုဘဝဆိုတာသူတစ်ပါးရဲ့ဘက်ကိုဖြည့်ဆည်းပေးရသူဖြစ်ပေမဲ့ကိုမိသားစုရဲ့နှလုံးသားကိုဖြည့်ဆည်းပေးဖို့လည်းမမေ့လျော့သင့်ပါဘူးမိဖို့ကြောင့်တည်းမှာအပူချိန်တွေဘလောက်ပဲပြင်းပြင်းအိမ်ပြန်ရောက်တဲ့အခါမိသားစုရဲ့အရေးကအေးမြစေပါတယ်ဒါကြောင့်စပုံမှုတယောက်ရဲ့အကောင်းဆုံးလက်ရဆိုတာဆိုင်မှာရောင်းတဲ့ဟင်းပွဲမဟုတ်ပဲမိသားစုထမင်းဝိုင်းပေါ်ကမေတ္တာနဲ့ချက်ထားတဲ့ဟင်းတစ်ခွက်သာဖြစ်ပါတယ်မိတ်ဆွေတို့ရောအိမ်ပြန်ရောက်ရင်ဘာတွေလုပ်ကြလဲမိသားစုရောအချိန်ပေးပြည့်ရလားအားလုံးကျေးဇူးတင်ပါတယ်